အလှအပကိုဆွဲလန်းလုံးနဲ့မိခင်တဦးဟာသမီးဖြစ်သူရဲ့ခန္ဓာကိုယ်ကိုလိုချင်ခဲ့တယ်။သမီးလေးသတိမေ့မျောနေတော့မှပဲဆေးထိုးအကြီးတစ်ချောင်းနဲ့ခန္ဓာကိုယ်ထဲကိုဆေးရည်တွေထိုးသွင်းခဲ့တယ်။ဒါပေမဲ့မထင်မှတ်ပဲသမီးလေးရဲ့မျက်လုံးတွေအယောင်ပြောင်းသွားပြီးမိခင်ဖြစ်သူကတော့ပိုပြီးအိုမင်းရင်ရော်လာခဲ့တယ်။မိခင်ဖြစ်သူကဒုတိယဆေးထိုးအပ်ကိုထပ်မံထိုးသွင်းခဲ့တယ်။ဒါပေမဲ့သူမရဲ့တွက်ချက်မှုတွေမှားယွင်းခဲ့ပြီးသမီးလေးဟာသတိပြန်လည်လာခဲ့တယ်။သမီးလေးဟာမြေပြင်ပေါ်ကဆေးထိုးအပ်တွေကိုမြင်ပြီးမိခင်ဖြစ်သူကသူ့ကိုတတ်ဖို့စ조사ခဲ့တာကိုနားလည်သွားတယ်။ဒေါသတကြီးနဲ့မိခင်ကိုကန်ထုတ်လိုက်ပြီးမိခင်တေဆုံးသွားတာကိုမြင်ခဲ့ရတယ်။ဒါပေမဲ့သမီးလေးကနောင်တမရခဲ့ဘူးသူမရဲ့အတက်နဲ့မာနကသူမရဲ့စိတ်ကိုလုံးဝဖုံးလွှမ်းထားခဲ့တယ်။အဲ့ဒီနေ့ရဲ့ဖျော်ဖြေပွဲကသူမရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာဖြစ်လို့ပါ။မိခင်တေဆုံးတာနဲ့အရာအလုံးပြီးဆုံးပြီလို့သူမထင်ခဲ့ပေမဲ့သူမရဲ့အိမ်မက်ဆိုးတွေကအခုမှစတင်ခဲ့တာပါမကြခင်မှာပဲသူမအဝတ်အစားလဲပြီးစင်နောက်ကိုရောက်လာခဲ့တယ်။လာပါတဲ့ဝတ်စုံနဲ့သူမကိုမန်နေဂျာကချီးကျူးခဲ့တယ်မိတ်ကပ်ပြင်ဆင်ပြီးနောက်သူမစင်ပေါ်တက်ဖို့အေးအေးဆေးဆေးစောင့်နေခဲ့တယ်။ဒါပေမဲ့ရုတ်တရက်သူမအေးမသာဖြစ်ပြီးအန်ချင်လာခဲ့တယ်ပါးစပ်ဖွင့်လိုက်တာနဲ့သွားတွေတစ်ချောင်းပြီးတစ်ချောင်းကျွတ်ထွက်လာခဲ့တယ်။မိခင်ကိုတက်ခဲ့တဲ့အတွက်အပြစ်ဒဏ်ခံရမယ်ဆိုတာသူမသိခဲ့ပေမဲ့ဒီလောက်မြင်မြန်ဆိုးရွားမယ်လို့မထင်ခဲ့ဘူးကံကောင်းချင်အောင်ဆောင်ခဲ့ပေမဲ့ကံကြမ္မာကိုရှောင်လွဲလို့မရခဲ့ဘူး။အခုလိုဖြစ်လာတော့သူမလုံးဝထိတ်လန့်သွားတယ်မိခင်ရဲ့ကြံရိတ်ခဲ့တဲ့ဆေးရည်ကိုတတိယပြီးခန္ဓာကိုယ်ကိုပြန်လည်ပြုပြင်ဖို့ချက်ချင်းထိုးသွင်းလိုက်တယ်။ဒါပေမဲ့ဒီဆေးရည်ကိုတစ်ကြိမ်ပဲသုံးလို့ရတယ်ဆိုတာသူမမေ့သွားခဲ့တယ်။ထက်ခါသုံးလိုက်တဲ့အခါခန္ဓာကိုယ်ကပိုပြီးဆိုးရွားစွာပြောင်းလဲသွားခဲ့တယ်။မှန်သေးကပုံရိပ်ကိုမြင်ပြီးသူမစိတ်သက်တွေလုံးဝပြိုလဲသွားခဲ့တယ်။စင်ပေါ်တက်ရမယ့်အချိန်နီးလာတော့သူမမျက်နှာဖုံးစွပ်ပြီးစင်ပေါ်တက်ခဲ့တယ်။ဒါပေမဲ့တချင်းဆိုနေတော့မှပဲမျက်နှာဖုံးကရုတ်တရက်ကျွတ်ကျသွားခဲ့တယ်။ပရိသတ်တွေဟာသူမရဲ့ကြောက်မက်ဖွယ်ရာပုံစံကိုမြင်ပြီးထိတ်လန့်တကြားအော်ဟစ်ကထွက်ပြေးကုန်ကြတယ်။သူမတောင်းပန်ခဲ့ပေမဲ့ဘယ်သူမှမရှိတော့ဘူးသူမရဲ့မျောလင်းချက်တွေလုံးဝပျက်စီးသွားခဲ့တယ်။ပရိသတ်တွေထွက်ပြေးကုန်ပြီး3စက္ကန့်အတွင်းမှာပဲသူမရဲ့ခန္ဓာကိုယ်ဟာအည်ပျော်ကျသွားပြီးအိမ်မက်တွေပြေးဝခဲ့တဲ့စင်ပေါ်မှာပဲတေဆုံးခဲ့ရတယ်။နောက်ဆုံးမှာတော့တန်ရှင်းရေးဆက်နဲ့အားလုံးကိုရှင်းလင်းပစ်ခဲ့တယ်။ဒီဇလန်ကနေကျွန်တော်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကတော့အတူအယောင်အလှအပတွေနောက်ကိုမဆွဲလန်းဖို့နဲ့ကိုယ့်ရဲ့ပကတိရုပ်တွင်ကိုလက်ခံတတ်ဖို့ပါပဲကိုမလိုချင်တဲ့ကိုယ့်ရဲ့မူရင်းစိတ်တက်ကပဲနောက်ဆုံးခိုလုံရာဖြစ်နိုင်ပါတယ်ကိုယ့်ရဲ့အားနည်းချက်တွေကိုလက်ခံခြင်းဖြင့်ဘဝခရီးကိုခိုင်မာစွာရှောက်လန်းနိုင်မှာဖြစ်ပါတယ်